လောကထဲမှာနေနေမှတော့လောကရမုံနိုင်တိုက်ခံရမှာပဲလောကရလိုင်းဘလောက်ပုတ်ပုတ်လေဆိုတဲ့မျိုးကလှုပ်မှာပဲလှုပ်တော့လှုပ်ပါစေမမြုပ်ပန်စေနဲ့လို့ဦးဇင်းတို့မပြောခဲ့ဘူးလားလှုပ်မှာပဲလိုင်းပုတ်တဲ့ဒဏ်ကိုတော်ကောင်းများကြီးလေရလဲလှုပ်မှာပဲပုတ်တဲ့လိုင်းနဲ့တွားနေရတာဟုတ်ဦးဇင်းတို့တော်ကောင်းတို့တွေဒီတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားခရီးသွားတွေကူးနေရတာခတ်နေရတာအပုတ်ခံရမှာပဲလိုင်းပုတ်တော့ပုတ်ပါစေတော်ကောင်းများကြီးလိုင်းပုတ်လေလှုပ်မှာပဲလှုပ်လဲလှုပ်ပါစေမမြုပ်ရင်ပြီးတာပဲဆက်လျှောက်အေးချမ်းတဲ့ဟိုဘက်ကန်းရောက်ဖို့တော့မှန်ရလားဆက်သွားလဲရင်ပြန်ထဒါဘဝပဲလေလဲနေလို့ငိုနေလို့ဖြစ်ပါမလားလဲချသွားတိုင်းပြန်မထားဘူးဆိုရင်အရှုံးပေးတဲ့လူဟာတော်ကောင်းများကြီးဘာလို့မလဲကိုယ့်အကြီးချင်းကိုတက်ပြစ်တယ်လို့ဖြစ်သွားမှာပေါ့ဘဝဆိုတာလဲတော်ကောင်းများကြီးမမြဲတဲ့လောကမမြဲတဲ့ဘဝပဲဒါကြောင့်တော်ကောင်းများကြီးတက်တမတ်သေးတော့မသွားတာသိကြတယ်မှန်ရလားအဲ့ဒါနဲ့ပြောကြဆိုတော်ကောင်းများဘာလို့တလဲဆိုတော့အဲ့ဒီမှာရသော်ဘုရားနဲ့ရန်တန်ဃာတွေတဝါတော်လို့ဒုက္ခခံပြီးတော့စင်စင်ရဲရဲနဲ့အဲ့ဒီပြောင်းစံတွေထောင်းထောင်းစားရဝါလဲကျွတ်ပြီလဲဆိုတဲ့နေ့မှာတော်ကောင်းများကြီးဘာလို့တလဲအဲ့ဒီကကြမှာဝေဒင်္စပုံနာကြီးရန်တန်ဃာတွေမြတ်စွာဘုရားမှုရှိတဲ့ရန်တန်ဃာတွေပြန်တော့မယ်နှုတ်ဆက်ခါကြမှာတတိယသွားတယ်တဲ့မှန်ရလားမဝေးကိုပင့်ပြီးတော့လည်းပဲမေ့မနေနဲ့ဟုတ်ဒါလည်းကြုံဘူးလို့ပြောပြတာမှန်ရလားအဲ့ဒါတော်ကောင်းများပင့်ပြီးတော့မေ့နေတော့တဝါတော်လုံးဒုက္ခရောက်တော့ပြန်မယ်ဆိုတော့သွားနှုတ်ဆက်ခါကြမှာအဲ့ဒီမှာသတိရသွားဒါလည်းပဲဖယားတော်ကောင်းများဝတ်ကျွေးခံရတာတဲ့တဝတိမှာနေတော့ကတော်ကောင်းများကြီးအဲ့ဒါလို့မာနလဲစားလို့ရသလားဟိုရာဇဂုံမှာနေတော့ကမာနလဲစားလို့ရသလားလူနေတာပဲလေဝိသခါတို့နာရပိန်တို့ကောသလတို့ဒီလိုလူနေရပဲလဲစားလို့မှမရအဲ့ဒီဝေဒင်္စာပြေရောက်မှအဲ့ဒါလို့မာနလဲစားတာခံရတာဖယားကလည်းဝတ်ကျွေးခံရတာတဲ့တကူသောဘဝကဒါလေးကခက်ချင်းချင်းလေးမလို့ပြောပြရစေတော့တလက်ဆန်နေတယ်မို့လို့တကူသောဘဝကမြတ်စွာဘုရားကတော်ကောင်းများကြီးသူ့တငယ်ချင်းကဆွန့်ကပ်မလို့ဆွန့်ကပ်မယ်ဆိုတော့ဖိတ်တာတငယ်ချင်းလာခဲ့အောင်တို့ရင်ဆွန့်ကပ်မလို့ဆွန့်ကပ်မယ်ဆိုတော့တော်ကောင်းများရဟန်းတန်ဃာတွေဆွန့်ကပ်မယ်ဆိုတော့သူ့တငယ်ချင်းကဘုရားလောင်းတငယ်ချင်းကဖွဲဖွဲရရမိမ့်မိမ့်ရရအကုန်လုံးလှုပ်တာချက်ပြုတ်စီမံပြီးတော့ဆွန့်ကပ်အဲ့ဒါဘုရားတော်ကောင်းများရောရဟန်းတန်ဃာတွေမကြွလာခင်အဲ့ဒါဘုရားလောင်းသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ပုဂ္ဂိုလ်ရောက်လာတော့ဟာဒါမင်းဘုရုသွတ်ဘာရင်ဒီနေ့ရဟန်းတန်ဃာတွေကြွမလို့ဒါရဟန်းတန်ဃာတွေကတ်မလို့ဝါဘုန်းကြီးတွေဘာလို့တော့မဟင်းနေဒီလောက်များနေတာဘာလို့လို့ဒီလောက်ကောင်းတာလေဘာလို့ကတ်နေမှာတော့ဩတို့ဘုရားအလောင်းကအဲ့ဒါလို့သားမြစ်ပိတ်ပင်ခဲ့ဘူးတဲ့မှန်ရလားသဘောပါရလားဒီနေရာလေးလေသတိလူတော်ကောင်းများကြီးထားခဲ့ပါအောင်ဗျာလူတဲ့နေရာတွေတန်းတဲ့နေရာတွေမပိတ်ပင်စေနဲ့မှန်ရလားယောက်ျားက10သိန်းလူချင်းနဲ့မိန်းမကမလီတော့နဲ့လွယ်မှတ်နေလားကျမခါဆိုတော့တော်ကောင်းများမပိတ်ပင်ကောင်းဘူးဆိုတာဒါပြောချင်တာပါမှန်လားဗျာမဝေးအဲ့ဒီပိတ်ပင်ခဲ့လို့အခုမြတ်စွာဘုရားအဲ့ဒီဘဝမှာတော်ကောင်းများရေဝေဒင်္စာနောက်ဆုံးဘဝမှာဝေဒင်္စာတိုင်းပြည်ကြောက်ရတော့တော်ကောင်းများရေမာနဲ့လဲစားတာခံပြီးတော့တဝါတော်လုံးပင်ပန်းပန်းနဲ့တော်ကောင်းများရေဝါမဆိုခဲ့ရဘူးလားအဲ့ဒါဆိုခဲ့ရအခုကြည့်တော်ကောင်းများဝါလဲကျွေးရောတော်ကောင်းများသင်္ကန်းနေစွန်းနေကပ်ပြန်လာအဲ့ဒီမှာပြောချင်တယ်တော်ကောင်းများစကားကြံလေးတစ်ခုအဲ့ဒီဝေဒင်္စာတိုင်းပြည်မှာတော်ကောင်းများရေစွန်းနေဟင်းနေမရဘဲနဲ့ချိုးချိုးတဲတဲစားရဘုရားမှုရှိတဲ့နောက်ကရန်တန်ဃာတွေနောက်ကဘ누구တွေပါလာတယ်လဲဆိုတော့စားကျွန်းတွေပါလာတယ်တဲ့ဗါတဲ့တော့နားလေးရင်တာပေါ့စားကျွန်းလို့သုံးလိုက်တော့ရန်တန်ဃာတွေကိုအမိပြုတ်ပြီးတော့ဘာလို့လဲအဲ့ဒီရန်တန်ဃာတွေပူတာတွေစားတဲ့တောက်တဲ့ပုဂ္ဂိုလ်တွေပေါ့စားကျွန်းပေါ့အဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေကပါလာတဲ့အဲ့ဒီဝေဒင်္စာပြည်လဲရောက်ရောစားကျွန်းတွေကတော်ကောင်းမြတ်ကြီးသူတို့လည်းပဲကောင်းမွန်မွန်စားရတာဟုတ်သေးသလားညီးတယ်တဲ့ရန်တန်ဃာတွေကညီးသလားမညီးဘူးတဝါတော်လုံးပဲယတ္တသနာကိုအောင်နိုင်ခဲ့တယ်ဟိုမှာစားကျွန်းတွေကနောက်ကနေလိုက်လာတဲ့စားကျွန်းတွေကဘာလို့လဲပူညံနဲ့ဟာအဲ့ဒီဝေဒင်္စာလူကြီးပေါ့ပင်တော့ကပင့်ပြီးတော့အခုကျရန်တန်ဃာတွေကောင်းတာမွန်တာမကြွေးဘူးရန်တန်ဃာတွေကောင်းတာမွန်တာမစားရတော့တို့လည်းကောင်းတာမွန်ရမစားရတော့ဘူးမဝေးရှေ့ကရန်တန်ဃာတွေကဖြစ်နေတာလားစားကျွန်းနေရဖြစ်နေမှန်ရလားအဲ့ဒီစားကျွန်းတွေကအဲ့ဒီလိုတုံလှုပ်တယ်တဲ့
အဲ့ဒါတော်ကောင်းများရေဘာလို့လဲယဟန်တန်ဃာတွေတော်ကောင်းများရေအဲ့ဒီလောကရန်အစိုးလောကရန်ကိုလည်းကြံ့ကြံ့ခံနိုင်တယ်ဟိုစားကျွန်းနေခံနိုင်ရလားမှန်ရလားအစီအနှစ်ပြေဝသောပုဂ္ဂိုလ်ဟာမသုံးလို့ဘူးအစီအနှစ်မပြေဝသောပုဂ္ဂိုလ်နားလည်အောင်ပြောဓမ္မမကိန်းသောပုဂ္ဂိုလ်ဟာတုံလှုပ်တယ်ခြောက်ချားတယ်တိတ်ရွက်လေးတွေတစ်ခက်လေးတွေစားနေတဲ့သာသမင်ဟာဘာလို့လဲဆိုတော့ပြောက်ကလေးဆိုတင်ငယ်တစ်ကိုင်းကြောက်လေးတစ်ရွက်ချောက်လေးကျွန်းကလေးကြွက်ကလေးမြည်လိုက်တဲ့အတန်ကြားပြီဆိုတာနဲ့တော်ကောင်းမြတ်လိပ်ပြလုံနေသလားမလုံဘူးအဲ့ဒီအတိုင်းပဲဓမ္မမကိန်းကြသောပုဂ္ဂိုလ်ရဲ့တန်တန်ဟာနည်းနည်းလောကရန်လေးထိလိုက်တာနဲ့ရှလိုက်တာနဲ့ခိုက်လိုက်တာနဲ့ဘာလို့ဆိုတော့တုံလှုပ်သွားတယ်တဲ့မှန်လားလိုင်းပုတ်တဲ့ဓမ္မခံနိုင်မှုပေါ့မှန်လားအဲ့ဒါကြောင့်တော်ကောင်းများရေဘာလို့လဲလို့ဆိုတော့အဲ့ဒီမှာဝေဒင်္စပုံနာကြီးအဲ့ဒါလို့မေ့တဲ့ချင်းရာကနေပြီးတော့နောက်ကစားကျွန်းနေရပဲတုံလှုပ်တယ်ရဟန်းတန်ဃာတွေတုံလှုပ်သလားပြန်လာပြီးဝါကျွတ်တော့တဝတ္တိလည်းရောတဝါတော်လုံးပင်ပင်ပန်းပန်းနဲ့မြတ်စွာဘုရားမှုရှိတဲ့တန်ဃာတွေပင်ပန်းတဲ့ဆင်းရဲတဲ့ဒီတရင်ကြားတော့ဝိသခာတို့အဲ့ဒီမှာဘာလို့လဲကောသလမင်းတော်ကောင်းမရမွန်ရာတွေချက်ကက်တဝတ္တိလည်းပြန်ရောက်တော့ကက်တော့အဲ့ဒီမှာစားကျွန်းနေစူညံနဲ့အောင်ပွဲခံကြတယ်တဲ့ဘုရားမှုရှိတဲ့ယဟန်တန်ဃာတွေကတော့တော်ကောင်းများကြီးအခုသာဝတိပြေရောက်လို့စွန်ကောင်းဟင်းကောင်းလေးစားရပြန်တော့လည်းပဲတော်ကောင်းများကြီးအမူအရာပြတ်သလားအိမ်တွေပြတ်သလားကောင်းတာနဲ့လည်းပဲကြုံတော့လည်းပဲအိမ်တွေမပြတ်မကောင်းတာနဲ့လည်းပဲကြုံရင်တော့လည်းပဲအိမ်တွေပြတ်ရဲ့လားဒီသဘောပြောချင်တာအဲ့ဒါအိမ်တွေမပြတ်ဘူးဟိုမှာစားညွန်းသားတွေရမလေးဟိုမှာတော့ငတ်ပြတ်ခဲ့တယ်မြတ်ဒီမှာဝါဝလင်းလင်းစားရတော့အောင်ပွဲခံကြတယ်တဲ့တာဝတိရောက်တော့ဘာခံတော့အဲ့ဒါယဟန်နေရတော့ကောင်းမြတ်ရဲ့ပြောကြတူတီပြောကြတစင်တစကားတစင်နာကြဘယနာမရောက်ဘူးလားမကွေအဲ့ဒါဘယနာရောက်တော့တော်ကောင်းမြတ်ရဲ့ဘာလို့လဲမြတ်စွာဘုရားကအေးချစ်သားတော့အခုမှမဟုတ်ဘူးกว่าတဲ့ဟိုတုန်းကလည်းဒီစားကျွန်းတွေအဲ့ဒါလို့သုံးလို့ဖူးတယ်တဲ့ဒါလေးခက်ချင်းလေးတစ်ဆက်တည်းမို့လို့မျိုးခွေးပြောပါရစေတော့အဲ့ဒီမှာဘာလို့လဲဆိုတော့တိုင်းပြည်တစ်ခုမှာတဘုံတွေတောင်းကျင်ထားကြတော့အဲ့ဒီတဘုံတွေကိုတိုက်ခဲ့ကိုဆိုပြီးတော့မူကြီးမတ်ရတစ်ခုကိုမြင်းနေတိမ်တော်မြင်းနေနဲ့အဲ့ဒါအတိုက်ခိုက်ခိုင်းလိုက်တဘုံတွေထားကြတောင်းကျင်တဲ့နေရာမှာထွားပြီးတော့သိမ့်မိုင်ခိုင်းစစ်တိုက်ခိုင်းတော့အဲ့ဒီတိမ်တော်မြင်းတွေရဲ့လျင်မြန်မှုတွက်လန့်မှုတွေကြောင့်အောင်မြင်လာတယ်အောင်မြင်လာတော့ပြန်လာတော့ဘယင်မင်းတရားကချီးကျူးဂုဏ်ပြုတဲ့အနေနဲ့စစ်တူကြီးလည်းပဲယာရုတွေတိုးပေးဒီသိန်းတော်မြင်းတွေအကြောင်းဆိုတော့ပြောကြရင်တော့အဲ့ဒီသိန်းတော်မြင်းတွေကိုလည်းကောင်းပေညွတ်မေဆိုတဲ့ဇပြက်သီးပြန်ပြောမကွေးပါတယ်တော့အဲ့ဒီဇပြက်သီးကကောင်းပေညွတ်မေဆိုတဲ့ဇပြက်သီးတွေကိုညှစ်ပြီးတော့အကြီးတွေကိုသိန်းတော်မြင်းတွေတိုက်တယ်တဲ့မကွေးကြီးဘာတွေတိုက်တော့ဇပြည့်ရည်တွေတိုက်တယ်တဲ့ဇပြည့်ရည်တွေတိုက်တော့လည်းပဲသိန်းတော်မြင်းတွေကခုံလားခွာလားပျော်လားရွှန်လားလှုပ်သလားမလှုပ်ဘူးအဲ့ဒီသိန်းတော်မြင်းတွေကိုတိုက်လိုက်လို့ပိုတဲ့ဇပြစ်ဖက်လေးတွေအဲ့ဒီဇပြစ်ဖက်လေးတွေဘယင်မင်းတွေကဘာလုပ်ရမလဲဗျာအောက်ကကွာမြင်းတွေတိုက်လိုက်ပေါ့မြီးတွေတိုက်လိုက်ပေါ့သိန်းတော်မြင်းနဲ့ဟိုအောက်ကမြီးတွေနဲ့တူသလားမတူဘူးအကြီးချင်းပြေးဝါတော့လက်ရုံးရည်နှလုံးရည်တွေနဲ့ပြည့်စုံတော့သိန်းတော်မြင်းတွေကိုတော်ကောင်းမြတ်ကြီးကောင်းမေညွတ်မေဆိုတဲ့ဇပြစ်ရည်တွေတိုက်တာပဲခုံလားလွားလားပျော်လားရွှန်လားမလုတ်ဘူးတယ်မှန်ရလားဟိုမှာတော်ကောင်းများကြီးရည်ချင်းမပြေးဝါတော့မမီတော့မြည်တွေအဲ့သိန်းတော်မြင်းတွေတောက်တိုက်လို့ပိုတဲ့တော်ကောင်းများကြီးဇပြစ်ဖက်အရသာသိမ့်မရှိတော့ဘူးအဲ့ဒါကိုရေနဲ့တစ်ခါပြန်ကျင်းပြီးတိုက်တယ်တဲ့မြည်တွေကိုတိုက်တော့ဘာလို့လဲအဲ့ဒီမြည်တွေအဲ့ဒီဇပြည့်ကြီးတစ်ခါစိမ်ပြီးနှစ်ခါစိမ်ပြီးတဲ့အကြီးဇပြည့်ကြီးလေးအနက်လောက်လေးပါတဲ့အကြီးတောက်ပြီးတော့ခုံပေါက်ဆော်ကစားနေတယ်တဲ့နန်းရင်မြေမော်မှာအမှန်ရလားမငြိမ်ဘူးပေါ့ပြန်ပြောမငြိမ်ဘူးတုံလုံနေတယ်ခြောက်ချားနေတယ်တော်ကောင်းများကြီးအကြီးချင်းပြေးဝါသောပုဂ္ဂိုလ်ကတုံလုံမှုခြောက်ချားမှုမရှိဘူးလာခြင်းနဲ့လောကရန်လားအကောင်းလားအဆိုးလားခံနိုင်ရင်ရှိတယ်မှန်ရလားအခုတော်ကောင်းများကြီးသိန်းတော်မြည်တွေနဲ့အခုရိုးမြည်တွေနဲ့တူသလားအဲ့ဒီအတိုင်းပဲခြေသားတော်တဲ့ဒါကြောင့်ယတ္တသနာကိုအောင်နိုင်ဖို့
လာတဲ့လောကရန်ကိုခန္ဓာရည်ရှိဖို့ဆိုရင်ဒီသဘောမြင်ဖို့အညီ